วัสดีค่ะยินดีต้อนรับเข้าสู่ช่องเทียโนโนค่ะอารมณ์ไม่มิงลาวาชินเทียโนโนเปลีกันในวิดีโอจูสบายชินโอเคป่ะดีด้วยมาแล้วเสียมากะไทยสกาเปียวอันนี้แน่บ่เนาะยินจีเด้นันซาอตงนงလေးတွေကိုလာရောက်တင်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်โอเคป่ะပထမဆုံးစကားလုံးအနေနဲ့คุณဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့သင်သို့မဟုတ်ခမည်းကိုပြောတာပါသင်သို့မဟုတ်ခမည်းကိုပြောတာပါရှင်နောက်တစ်လုံးအနေနဲ့ကတော့ผมသို့မဟုတ်กระผมဒီစကားလုံးနှလုံးရဲ့အဓိပ္ပာယ်ကတော့အတူတူပါပဲရှင်ကျွန်တော်ဆိုပြီးတော့ပြောတာပါกระผมဆိုတဲ့စကားလုံးကိုတော့စာရေးတဲ့နေရာမှာအသုံးပြုကြတာများတယ်ပေါ့နော်နှုတ်နဲ့ပြောဆိုမယ်ဆိုလို့ရှိရင်တော့ผมကျွန်တော်ဆိုပြီးတော့ပြောလို့ရပါတယ်ရှင်နောက်တစ်လုံးအနေနဲ့ကတော့ฉันသို့မဟုတ်ดิฉันဟုတ်ကဲ့ပါဒီစကားလုံးနှလုံးရဲ့အကွဲပြားပုံကတော့ပေါ့နော်ฉันဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်သုံးကြတာများတယ်ပေါ့နော်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်သုံးလို့ရပါတယ်ရှင်ဟုတ်ကဲ့ဒီฉันဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့ကျမဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်ရှင်ฉันနဲ့ကွဲလွဲပုံကတော့ฉันကတော့ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်လင်ခွဲစားတာမရှိဘူးဒီฉันဆိုတဲ့အဓိပ္ပာယ်ကတော့မိန်းကလေးတွေပဲပြောလို့ရတာပါကျမဆိုပြီးတော့သုံးတာပါရှင်ဟုတ်ကဲ့ပါနောက်တစ်လုံးအနေနဲ့ကတော့เธอဆိုတာတော့မင်းကိုပြောတာပေါ့နော်ဥပမာฉันและเธอငါနဲ့မင်းဆိုပြီးတော့သုံးတာပေါ့နော်ဟုတ်ကဲ့ပါရှင်နောက်တစ်လုံးအနေနဲ့ကတော့เราဆိုတော့ကိုနန်စားအနေနဲ့သုံးတာပေါ့နော်တို့ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပေါ့နော်သူကတော့စကားပြောတဲ့နေရာမှာနည်းနည်းတချို့နေရာတွေတချို့တော့နယ်မှာသုံးကြရတယ်ပေါ့နော်เราဆိုတဲ့စကားလုံးသုံးကြရလဲများပါတယ်ဟုတ်ကဲ့ပါနောက်တစ်လုံးအနေနဲ့ကတော့နိုင်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့ဒါမင်းဆိုပြီးတော့ခေါ်တာပဲဖြစ်ပါတယ်ယောက်ျားလေးအချင်းချင်းခေါ်တာပဲဖြစ်ပေါ့နော်ယောက်ျားလေးကိုခေါ်တာပဲဖြစ်နိုင်ဆိုပြီးတော့ခေါ်တာပေါ့နော်နိနိုင်ဒီမှာမင်းဆိုပြီးတော့အဲ့လိုမျိုးခေါ်ကြတာပေါ့နော်နောက်ဆုံးလုံးအနေနဲ့ကတော့ဆရာမတို့စကားစုံတိုင်းမှာပေါ့နော်စုံလေးရှိရဲ့ပြောတဲ့စကားလုံးပေါ့နော်ယဉ်ကျေးတဲ့စကားလုံးကတော့ cup သို့မဟုတ် cup ผมဟုတ်ကဲ့ဒီစကားလုံးတော့ယောက်ျားလေးတွေသုံးတာပေါ့နော် cup ဆိုတာတော့ဟုတ်ကဲ့သို့မဟုတ်ခမည်းဆိုပြီးတော့လည်းသုံးလို့ရပါတယ် cup ผมကတော့ဟုတ်ကဲ့ပါခမည်းဆိုပြီးတော့သုံးတာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးတစ်လုံးအနေနဲ့ကတော့ခဆိုတဲ့အဓိပ္ပာယ်ကလည်းရှင့်တစ်လုံးနဲ့မဟုတ်ပဲねဟုတ်ကဲ့သို့မဟုတ်ရှင့်ဆိုတဲ့အဓိပ္ပာယ်မျိုးသုံးတာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးလုံးအနေနဲ့ကတော့နတ်ခဆိုတာကတော့ရှင့်ဆိုပြီးတော့သုံးတာပေါ့နော်ဥပမာခေါ်ဖို့နတ်ခကျေးဇူးတင်နေရှင့်ဆိုပြီးတော့သုံးတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီတော့ဆီယာမကမျှဝေပေးလိုက်တဲ့ပေါ့နော်ယဉ်ကျေးတဲ့နန်စားစကားလုံးအသုံးနှုန်းလေးတွေကအားလုံးအတွက်လည်းအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ရှင်တကယ်ချင်းတို့အနေနဲ့အဓိပ္ပာယ်ရှိတယ်ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like and follow နဲ့ subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရရှင်ဒီဘက်မှာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ขอบคุณค่ะสวัสดีค่ะ